လူမြဲတယောက်တရုတ်လူမျိုးတယောက်နဲ့အိန္ဒိယလူမျိုးတယောက်တို့သည်ထူးထပ်သောတောအုပ်တစ်ခုတွင်လမ်းပြောက်သွားကြသည်နိုင်ပေါင်းများစွာလှည့်လည်ပြီးနောက်သူတို့သည်ဝေးလံခေါင်တည်သောလူမျိုးစုရွာသည်ရွာသို့မတော်တဆရောက်ရှိသွားကြသည်ကံမကောင်းစွာဖြင့်ရွာသားများကသူတို့ကိုဖမ်းဆီးပြီးလူမျိုးစုခေါင်းဆောင်နှင့်ခေါ်ဆောင်သွားသည်ခေါင်းဆောင်ကခဏစဉ်းစားပြီးနောက်သူကပြောသည်ငါသည်မင်းတို့အသက်ကိုတခုတည်းသောအခြေအနေဖြင့်လွတ်ပေမည်မင်းတို့တယောက်စီသည်တော်တဲ့သူသွားပြီးမင်းတို့နှစ်သက်သောအသီးအနှံ10လုံးကိုယူဆောင်လာရမည်တရုတ်လူမျိုးကပထမဆုံးသွားသည်သူသည်ပန်းသီး10လုံးကိုယူဆောင်လာသည်ခေါင်းဆောင်ကထိုကမှစီကန်းကိုကျင်းညာသည်မင်းတို့ယူလာတဲ့အသီးတွေကိုမျက်နှာအမှုအရာမပြဘဲ10လုံးလုံးမျိုးချရမယ်မအောင်မြင်ရင်ကွက်မြတ်မယ်တရုတ်လူမျိုးကပန်းသီးတွေကိုမျိုးချရန်စတင်ပြီးမတုံ့ပြန်ရန်အသေးအံကြိုးစားသည်တစ်လုံးနှလုံးသုံးလုံးတွန်းတော်စတုံးထလုံးကိုကြိုးစားမျိုးချစဉ်နာကျင်မှုသည်မခက်နိုင်လုံးသဖြင့်သူသည်အော်ဟစ်လိုက်သည်ဝမ်းထဲစွာဖြင့်သူသည်ကွက်မြတ်ခံရသည်နောက်တစ်ယောက်မှာအိန္ဒိယလူမျိုးဖြစ်သည်သူသည်ဘယ်ရီတီးငယ်မကိုယူဆောင်လာခဲ့သည်ခေါင်းဆောင်ကထပ်မံကျင်ညာသည်မင်းရဲ့အသီးတွေကိုမျက်နှာအမှုအရာမပြဘဲမျိုးချရမယ်သူသည်1 2 8လုံး9လုံးအထိမျိုးချနိုင်ခဲ့သည်နောက်တစ်လုံးသာလိုတော့သည်သို့တော်ရုတ်တရက်သူသည်ရဲမောလိုက်သည်သူလဲကွက်မြတ်ခံရသည်ခဏကြာသောအခါသူတို့နှစ်ယောက်သည်ကောင်းကင်ဘုံတွင်ဆုံတွေ့ကြသည်တရုတ်လူမျိုးကအံ့ဩထိတ်လန့်နေဆဲဖြစ်ပြီးမေသည်မင်း10လုံးနှိပါအောင်မြင်နေတယ်ပဲဘာကြောင့်ရဲလိုက်ကလဲအိန္ဒိယလူမျိုးကရဲနေရင်ပြန်ဖြစ်သည်ငါထိမ့်မထားနိုင်ခဲ့ဘူးလူမြဲကဖျဲသီး10လုံးနဲ့လာနေတာကိုငါတွေ့လိုက်တယ်